ကဲအာဆင်နယ်ပြည်ပြဗမာ channel ကိုအားပေးဝင်းရနေကြတော့ညုံညောင်းလောင်းအာဆင်နယ်ချစ်ပြည့်တဲ့များလုံးနဲ့အတူတူဘောလုံးဝါသနာချင်းညုံညောင်းလောင်းမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာဒီကနေ့မှာတော့ကျွန်တော်ကဂျမနီပွဲစဉ်8အုပ်စုပွဲစဉ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ကျွန်တော်တို့အာဆင်နယ်နဲ့ခိုင်ရက်စ်တို့ရဲ့ပွဲစဉ်ပေါ့နော်အာဆင်နယ်နဲ့ခိုင်ရက်အယ်မတီဒီနှစ်သိန်းနှစ်သိန်းရဲ့ပွဲစဉ်လေးကိုကျွန်တော်ပွဲကြိုသုံးသက်ချက်နဲ့တင်ဆက်လိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာရှေ့မှာတော့ကျွန်တော်မန်စီးတီးနျူကက်ဆယ်ချက်စီတို့အကြောင်းသုံးသပ်ထားတယ်လီဗာပူးနဲ့စပါအကြောင်းသုံးသပ်ထားတယ်ဒါကတော့အာဆင်နယ်အတွက်တည်တံ့ကျွန်တော်ဗီဒီယိုတစ်ခုလုပ်တာပါအဲ့တော့ကျွန်တော်ကိုင်ရက်အနေနဲ့အာဆင်နယ်အိမ်ခွင်းမှာဘာမှမျှော်လင့်ခြင်းစရာမရှိပါဘူးသို့တော့ကျွန်တော်ကိုင်ရက်ရဲ့အခြေအနေတွေကိုကျွန်တော်တို့သုံးသပ်ကြည့်အောင်ဗျာနော်အဲ့တော့ကိုင်ရက်ကချန်ပီယံလိမှာကျွန်တော်တို့ကလက်ရှိပေါ့နော်ချန်ပီယံလိမှာကိုင်ရက်က9ပွဲကစားပြီးတော့ကျွန်တော် Real Madrid ကိုကျွန်တော်တို့0-5နဲ့ရှုံးထားတယ်အင်တာမီလန်ကို 2-1 နဲ့ရှုံးထားတယ်ကိုပင်ဟေဂန်ကို3-2နဲ့ရှုံးထားတယ်အိုလံပီယာကော့ကို1-0နဲ့ရှုံးထားတယ်ကလပ်ဘရူကို1-4နဲ့ရှုံးထားတယ်စပေါ်တင်းကို4-1နဲ့ရှုံးထားတယ်နောက်ဆုံးသူက Passport ကိုကျွန်တော်ဈေးတေကျထားတယ်ပေါ့နော်အဲ့တော့ Guy Red အနေနဲ့ဘယ်လိုပြောရမလဲဗျာကျွန်တော်အသုံးသပ်ရမှာနည်းနည်းတော့အားနာတယ်ဘာလို့ကျွန်တော်အဲ့လိုမျိုးကိုလည်းတကယ်တမ်းမှန်တိုင်းပြောရင် Guy Red နဲ့ပတ်သက်တော့ကျွန်တော်မသိပါဘူးဒီအသင်းကိုကျွန်တော်သိတယ်ဒီအသင်းကိုရင်းနှီးတယ်ဒါပေမဲ့ဒီအသင်းနဲ့ပတ်သက်တဲ့ပွဲတွေကျွန်တော်မကြည့်ဘူးပါဘူးအဲ့တော့ဘယ်လိုပဲဖြစ်နေဒီအသင်းကကျွန်တော်တို့အသင်းရဲ့ပြိုင်ဘက်ဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့ကဒီအသင်းနဲ့ပတ်သက်တော့နည်းနည်းတော့ပြောရတာပါပြောတဲ့အခါမှာကျွန်တော် Guy Red အနေနဲ့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်မျှော်လင့်စရာမရှိပါဘူးကျွန်တော်တို့ဒီပွဲစဉ်မှာ Guy Red အနေနဲ့အာဆင်နယ်စီကနေဘာမှမျှော်လင့်စရာမရှိဘူးလို့ကျွန်တော်တို့သုံးသပ်လိုပါတယ်ဘယ်လိုပဲဖြစ်ဖြစ်သူတို့လက်ရှိကျွန်တော်တို့ဂျမနီပွဲစဉ်9ပွဲကန်ပြီးတဲ့အခါမှာနောက်ဆုံးပွဲစဉ်ကျွန်တော်တို့ဒီPerforce နဲ့ဈေးတေကြတဲ့ပွဲကြောင့်သူတို့ဂျာမန်0နဲ့လှည့်မပြပဲနဲ့လောလောဆယ်တတ်မှတ်တော့ယူထားရပါဗျာနော်အဲ့တော့ဒါကတော့ Carlos နဲ့ပတ်သက်တဲ့အကြောင်းလေးပါအာဆင်နယ်အိမ်ခွဲမှာတော့ဘာမှလောက်လာနိုင်ဖို့မရှိဘူးလို့ကျွန်တော်တို့သုံးသပ်လိုပါတယ်โอเคအဲ့တော့အာဆင်နယ်အကြောင်းလေးကိုကျွန်တော်နည်းနည်းထွေထူးလေးနည်းနည်းလေးပို့သုံးသပ်မယ်နော်အာဆင်နယ်ကပရီးမီးယားလိမှာမထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့နောက်ဆုံးပရီးမီးယားလိပွဲစဉ်23မှာမန်ချက်စတာယူနိုက်တက်ကိုရှုံးခဲ့ပြီးတော့ဒီနှစ်အတွင်းပရီးမီးယားလိပွဲစဉ်3ပွဲမြောက်ရှုံးပွဲဖြစ်ကြုံခဲ့တယ်เนาะပထမဦးဆုံးအချိန်ကျွန်တော်တို့အိမ်ပွဲမှာ3ဂိုးပေးခဲ့ရတဲ့ဒီနောက်ပိုင်းပွဲတွေမှာ3ဂိုးပေးခဲ့ရတဲ့ဟာလားပွဲစဉ်တစ်ပွဲလည်းဖြစ်ခဲ့တယ်ပေါ့ဗျာအဲ့တော့ထားပါအဲ့တော့ပရီးမီးယားလိမှာဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကရမှတ်4မှတ်အကွာနဲ့ထိပ်ဆုံးမှာရပ်တည်နေပြီးတော့မန်စီးတီးနဲ့အက်စတွန်ဗီလာကို4မှတ်ဖြတ်ထားဆဲပဲလက်ရှိအချိန်မှာတော့ပရီးမီးယားလိအဆင့်1ပဲရှမ်ပီယံလိမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကလက်ရှိပေးကို2ဂိုးပဲပေးထားရတယ်နောက်9ပွဲကစားပြီး22မှတ်နဲ့အဆင့်1မှာရှိနေပါတယ်လက်ရှိအချိန်ကြီးချန်ပီယံလိမှာအဆင့်1ကျွန်တော်ရှိနေတဲ့အတွက်တေချာတဲ့တသင်းနဲ့တော့တေချာတဲ့အသင်းချန်ပီယံလိအုပ်စုနောက်ဆင့်ကိုတက်သွားပြီဆိုတာတေချာတဲ့အသင်းကတော့အာဆင်နယ်ပဲဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အာဆင်နယ်အသင်းအနေနဲ့ဒီပွဲစဉ်မှာဟာလာဂိုင်ရက်ကဘာမှမလုပ်နိုင်သည့်တိုင်အာဆင်နယ်လည်းအလုံးစုံထိန်းချုပ်ပြီးတော့နော်လုံးစုံထိန်းချုပ်ပြီးတော့ဘာလို့တင်တယ်လဲဆိုတော့အရန်ကစားသမားတွေနဲ့တည်ချာလေးကစားခဲ့တဲ့ဒီပွဲကိုကစားသမားအားလုံးလေးပါကိုအနာပေးလိုက်တဲ့ဂါဘရီယယ်လည်းထည့်ကြမလို့ဆာလီဘာလည်းထည့်ကြမလို့တင်မာလည်းထည့်ကြမလို့ဒီဘက်ကကလာဖီယိုရီပြန်ကောင်းလာရင်တော့ကျွန်တော်တို့ပွဲလေ့ကျင့်တဲ့အနေနဲ့ပဲပွဲတစ်ဝက်လောက်ပဲကစားသေးတယ်ကွင်းလန်မှာဇိုဘီလည်းပါကြမလို့ Rice လည်းပါကြမလို့ အိုဒီကာလည်းပါကြမလို့ဆာကာလည်းပါကြမလို့ Trossard လည်းပါကြမလို့ Yogres လည်းပါကြဖြစ်နိုင်ယူဆက်ချက်ကကောင်ခေါ်ကန်လိုက်လီဗာပူးယာကန်ကလော့လုတ်ဖူးတယ်မှတ်မိလားမသိမလို့အဲ့ရင်ကစားသမားတယောက်မှပင်မမခံဘူးရန်ကစားသမားတော့ပင်မမခံဘူးဒိန်းဆိုပြီးယူဆက်ချက်ကကောင်တသိန်းလုံးခေါ်ပြီးကန်ခိုင်းပြီအာဒီတာတော့အဲ့လောက်တက်တည်မရှိပါဘူးဒါကျွန်တော်ကအာဒီတာကိုထင်သေးလို့ပြောရမှာပေါ့အာဒီတာကျွန်တော်တို့ရဲ့နေပြကျွန်တော်တို့ရဲ့ boss လက်ရှိအချိန်မှာအဲ့တော့အာဒီတာအဲ့လောက်တော့လုံးမှာမဟုတ်ပါဘူးဆိုတော့တစ်ဖက်သင်းကသူအဲ့လောက်ဒီတော့ထင်သေးဆိုတော့သူလုံးမှာမဟုတ်ဘူးဒါကတော့အားလုံးလည်းသိလိမ့်မယ်အားလုံးလည်းလက်ခံလိမ့်မယ်เนาะဒါကတော့ကျွန်တော်အာဆင်နယ်နဲ့ပတ်သက်လို့ဒါကနဦးလေးကျွန်တော်ပြောတာပါအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကန်ရက်ကိုအကန်ကစားဖို့ကမခက်ခဲဘူးဗျာเนาะဒီပွဲကလုံးဝမခက်ခဲဘူးအဲ့တော့ပရီးမီးယားလိပွဲစဉ်လိနဲ့ပွဲစဉ်ကန်ရအောင်မယ်ဒီပွဲစဉ်တော့ကျွန်တော်တို့ဒီအားလုံးခြံထားလိုက်တော့ပြီးရင်ကျွန်တော်ချယ်ဆီနဲ့ကန်ရမယ်เนาะအဲ့တော့ချယ်ဆီနဲ့ကျွန်တော် EFN ကန်ရမယ်ပြီးရင်ကျွန်တော်အသင်းကြီးနဲ့လာအောင်ပါအဲ့တော့ကျွန်တော်ကစားသမားလုံးဝအနားရနေဖို့လိုတယ်ဒီပွဲစဉ်ကကျွန်တော်တို့အတွက်အများကြီး pressure မရှိဘူးဒါကြောင့်အရန်လူစင်းဟိုမှာလူငယ်တွေနဲ့ပေါင်းဖက်ပြီးဒီပွဲစဉ်ပွဲထွက်လာဖို့ရှိလိမ့်မယ်လို့ကျွန်တော်တော့ထင်တယ်ဆယ်မွန်တို့ဒီပွဲစဉ်မှာနေရာရလာဖို့ရှိမှတောင်းမန်ဒန်ရရတယ်နှမျောတယ်ဗျာဒီလိုပွဲစဉ်မျိုးလုံးဝရှည်သွမ်းပြမယ်ကျွန်တော်တို့ညီငယ်လေးဒန်ရတယ်လုံးဝနှမျောဖို့ကောနော်ကန်ဟက်ဗက်ပါလာပါလိမ့်မယ်ကျွန်တော်ထင်တယ်ကန်ဟက်ဗက်ဒီပွဲမှာပွဲထွက်လာဖို့ရှိလိမ့်မယ်ဘာလို့ဆိုတော့ तू ဟာလာဘာပဲပြောဒီပွဲစဉ်မှာ तू လေ့ကျင့်ခန်းဆင်းတဲ့ပုံစံမှာ तू ဝင်ကစားဖို့ရှိမယ်မာတင်နယ်လီတို့ပွဲထွက်လာဖို့ရှိပါလိမ့်မယ်เนาะအဲ့တော့ကျွန်တော် Arsenal line up လေးကျွန်တော်ခံမှန်းကြည့်အောင်ဂိုးသမားနေရာမှာကပါထွက်လာလိမ့်မယ်เนาะကျွန်တော် right back မှာတော့ကျွန်တော်ထင်တယ် Salmon 3လာတော့
တော့မဟုတ်ညီငယ်လေးကောင်ရှိတယ်ကျွန်တော်ဒီဘက်လေးနာမည်မိတ်တယ်နော်ပြီးကျွန်တော်ဘိုးခန်းစစ်မှာကျွန်တော် knockout တို့ထွက်လာဖို့ရှိတယ်နော်ဒီဘက်ကကျွန်တော်တို့ဟင်ကပီတို့ပဲထွက်လာမှာပေါ့နော်မစကွိုင်းလည်းပြန်ကောင်းလာပြီမစကွိုင်းလည်းရှိတယ်အဲ့တော့ကျွန်တော်လက်ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်ပြောတယ်ယူဆက်ချစ်ကကလေးတွေခေါ်သုံးပလိုက်ဒါရှိကျွန်တော်တို့အတင်းမှာ training မစင်းရတဲ့ခေါ်ထားလိုက်ပြီးတော့ကျွန်တော်ဘိုးကွင်းလယ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ non memory တော့မရှိတော့เนาะအဲ့တော့ကွင်းလယ်မှာထွက်လာမယ်ကစားသမားတွေကလည်းကျွန်တော်ပြောပြီးဗျာလူငယ်ကစားသမားတွေရှိတယ်ခေါ်ထည့်လိုက်တော့ဟုတ်လားလူငယ်ကစားသမားတွေနဲ့ကစားခိုင်းလိုက်တော့တိုက်ဆက်မှာတော့မာတင်နယ်တို့ကန်ဟက်ဗက်စ်တို့ဟိုဘက်ကမာဒူကီတို့တုံးလိုက်မြိုင်းနေအောင်တုံးနေတိုက်ဆက်ကတော့ပေါ်လို့တိုက်ဆက်ကပေါ်ဟုတ်လားကျွန်တော်ပြောတာအဲ့တော့အာဒီတာအတူတူကစားသမားတွေကလည်းစီနီယာကစားသမားတွေတောင်းဆိုဖို့တော့ဒီဘက်မှာကျွန်တော်တို့လုံးဝမသုံးပါနဲ့ကျွန်တော်တို့ဒီဘက်မှာကျွန်တော်တို့ကွင်းနဲ့တော့ပြက်နိုင်ကွင်းနဲ့တော့လာအောင်ပေးတော့ကွာမင်းတို့အေးစစ်စစ်နားယူဇိမ်းပြေးနှစ်ပြေးအနားယူနော်ဒါမျိုးဖြစ်နေတဲ့အဲ့တော့အာဆင်နယ်အသင်းနေပြအာဒီတာအတူတူကစားသမားအနေနဲ့ဟလာဒီပွဲစဉ်ကအေးလူလူနဲ့နိုင်သွားမယ်ပွဲစဉ်ရာနှုံးပြည့်နိုင်ပွဲနဲ့အတူတူနောက်တစ်ဆင့်ကိုအဆင့်1 to 8ကထိတ်ဆုံးကနေလက်ချောက်တင်းတဲ့ချုံထွက်မှာမိမ့်နဲ့ဟလာတရားမတော်မျိုးမိမ့်ထိုင်စောင့်နေရမယ်နှစ်မျိုးဒီနှစ်ကနော်ချန်ပီယံလိလက်ကြည့်စရာမလိုတဲ့နှစ်မျိုးအနေဆုံးကျွန်တော် final ရောက်တယ်ဗျဒီနှစ်က final မှာဘယ်အသင်းနဲ့တွေ့မလဲတွေ့တဲ့အသင်းကလည်းဘယ်လောက်ထိကျွန်တော်တို့ထိုးဖောက်နိုင်မလဲဆိုတဲ့အနေထားကိုကျွန်တော်တို့ကြည့်ရမှာချန်ပီယံလိမှာခင်ဗျာစဉ်းစားကြည့်ပေးကို2 goal ပဲရှိတယ်9 ပွဲကန်ပြီးတော့ဟာပြီလုံးဝအလွင့်နော်လက်ရှိအချိန်ထိနော်လက်ရှိအချိန်ထိပြိုင်ပွဲစုံ3ပွဲအဲ့3ပွဲလည်းပရီးမီးယားလိမှာရှုံးလာအဲ့တော့ကျွန်တော်တို့ရှေ့ပွဲစဉ်ကပြီးခဲ့တာလေဒါချန်ပီယံလိအကြောင်းဖြစ်နေတာချန်ပီယံလိအကြောင်းပြောနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတန်းလေးရဲ့ကျွန်တော်မြင်းလေးတားလိုက်မယ်အဲ့ဒီအပေါ်ကအကြောင်းပဲကျွန်တော်ပြောလိုက်မယ်ဒါကြောင့်မို့ကျွန်တော်ချန်ပီယံလိပွဲစဉ်အကြောင်းပြောတဲ့အခါမှာကျွန်တော်တို့အာဆင်နယ်အနေနဲ့ဒီနှစ်ချန်ပီယံလိအကြောင်းပြောပြီးဆိုတော့အာဆင်နယ်အနေနဲ့လုံးဝ top at the top သူ့ပေါ်မှာဘာမှမရှိတော့ကောင်းကင်တော့သူ့ထပ်မှာမရှိတော့သူ့ထပ်မှာဘာမှမရှိတော့သူကကောင်းကင်ထပ်ကိုမြင်အဲ့တော့ဒါကတော့ကျွန်တော်တို့ခိုင်ရက်နဲ့အာဆင်နယ်နဲ့ခိုင်ရက်တို့ကန်မဲ့အမ်ဘရိတ်မှာကန်မဲ့ချန်ပီယံလိပွဲစဉ်8နောက်ဆုံးပွဲစဉ်ဖြစ်ကန်ကြမဲ့ပွဲအကြောင်းလေးကျွန်တော်ပွဲကြုံသုံးသပ်ချက်လေးပါဘယ်လိုပဲဖြစ်ဖြစ်ဒီပွဲစဉ်ကအာဆင်နယ်တော့မခက်ခဲတော့ပါဘူးအာဆင်နယ်2-3မို့3-0လောက်နဲ့ပဲဟလာပေါ့ပါလေးပဲနိုင်သွားဖို့ရှိပါလိမ့်မယ်အရင်ကြီးနဲ့အာဆင်နယ်ကကျွန်တော်ပြောပြီးပဲရက်ဆက်မှုပေါင်းကင်းဝေးရဟလာကျွန်တော်ညှဉ်းပန်းနှိမ့်ဆက်မှုပေါင်းကင်းဝေးရဟလာတနာညာတာမှုကင်းမဲ့မှုဇုံများကျွန်တော်တို့မှာတနာညာတာမှုကင်းမဲ့နေတာမို့ကျွန်တော်ကတနာညာတာမှုအရင်ရှိတယ်ဒါကြောင့်မလို့ကျွန်တော်တစ်ဖက်အသင်းကိုကျွန်တော်အရင်နှိမ့်ဆက်တဲ့အသင်းမဟုတ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဝင်းကျင်မှာဘယ်အသင်းလာကန်ကန်ဘလောက်အားနေတဲ့အသင်းပဲကျွန်တော်အများကြီးမနှိမ့်ဆက်ပါဘူးကျွန်တော်ထင်ပါတယ်2-3 တောင်းနဲ့ပဲအာဆင်နယ်ဖြတ်ထားပြီးတော့ဒီဘက်တသားရနိုင်သွားလိမ့်မယ်လို့ကျွန်တော်တော့ပြောကြရင်းနဲ့ကျွန်တော်ဒီဗီဒီယိုဒီမှာလည်းဆုံးသက်ချင်ပါတယ်အာဆင်နယ်ချစ်ညီကောင်များအားလုံးနဲ့တူဘောလုံးဝါသနာညီကောင်များကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် channel ကိုဝင်ရပေးကြပါအောင်နောက်ဗီဒီယိုတွေမှာပြန်ဆုံးပါမယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဗျာ